Morning ဒီတစ်ပတ်ပိတ်ရက်စန်ဒေးလေးမှာဘူစီပေါင်းလေးနဲ့အတူတူဆော့ပြီးဖြည်းဖြည်းနှင်းနှင်းမနက်ခင်းလေးကိုစတင်လိုက်ပါတယ်။ပူရွေးချယ်ထားတဲ့မနက်စာလေးတွေကတော့ homemade burger ရဲ့နွေရာသီနဲ့အရန်လိုက်ဖက်ပြီးလန်းဆန်းစီရဲ့ mint lime ဖြော်ရည်လေးရဲ့လှုပ်ရှားဖြစ်ပါတယ်။ဆက်ကြည့်ပေးပါအောင်နော်။ဘာကားရဲထဲမဲ့အသားပြားစားလုပ်ပါမယ်။ပူကတော့၄ယောက်စာအတွက်ကြက်ပေါင်ကျိတ်သား900 gram သုံးထားပါတယ်။အသားရဲစားအနှဲငယ်ငရုတ်ကောင်းမုံလက်ဖက်ရည်စွန်းတစ်စွန်းကျုပ်တစ်လုံးကိုအကာတက်တက်အနှစ်တက်တက်ခွဲပြီးကျုပ်အနှစ်ပဲထည့်ပေးပါပြီးရင်တော့အားလုံးရောနေပေးပါပူပြထားသလိုလေးပေါက်ပြီးနေပေးပါနော်အသားလေးတွေစီးပြီးကြစ်ကြစ်လေးဖြစ်အောင်လို့ပါအသားတွေထဲက၄ပုံတစ်ပုံကိုယူပြီးအခုလိုမလုံးမပြားလေးလုပ်ပေးပါ၄ယောက်စာဘာကာအသားလေးခုရသွားပြီးမှဘာကာဆော့စ်လေးဆက်လုပ်ပါမယ်ပကံလုံးနဲ့ mayonnaise ထမင်းစားစွန်း၄စွန်း chili sauce ထမင်းစားစွန်း2စွန်းငရုတ်ကောင်းမုန့်နည်းနည်းနဲ့စားနည်းနည်းထည့်ပြီးမှွေပေးပါ sauce လေးလည်းရသွားပါပြီဘာကာရဲထဲမဲ့ခရမ်းကျင်သည်သခွားသည်ဆလတ်ရွက်နဲ့ကြက်သွန်နီတွေကိုပူပြထားသလိုလေးပြင်ဆင်ထားပေးပါနော်ဘာကာပေါင်မုတ်ကိုတော့ဖူတိုတစ်စိတ်သုံးထားပါတယ်တစ်ထုပ်မှာဘာကာပေါင်မုတ်၄လုံးပါပါတယ်ပေါင်မုတ်တွေကိုအလေကနေတဝက်ဝက်ထားပေးပါပြီးရင်ဒဲအိုးရဲထောပတ်အနေငယ်ထည့်ပြီးအရေးပြောလာရင်တော့ပေါင်မုတ်တွေကိုกินပေးပါအခုလိုအနေထားဆိုရပါပြီအသားกินဖို့အတွက်အိုးရဲထောပတ်ညံ့ညံ့ထည့်ပြီးမီးပြင်းပြင်းနဲ့အရင်စกินပါမယ်တစ်ဖက်ပြန်လန်ပြီးရင်တော့မီးအနေရောနဲ့စက်ကင်ပေးပါအသားချက်ခံပြီးအပေါ်ကနေ cheese လေးတွေအုပ်ပေးပါ2မိနစ်လောက်အဖုံးလေးအုပ်ထားလိုက်ရင်တော့ရပါပြီကြက်သွန်ခွင်းလေးတွေကိုအသားကင်တော့ငါချက်နဲ့ထောပတ်စီလေးနဲ့အယောင်နွမ်းတဲ့အထိကြော်ပေးလိုက်ပါတယ်အနံ့လေးကအရန်မွှေးနေရောပဲဘာကာစားလုပ်ပါမယ်ကင်ထားတဲ့ပေါင်မုတ်အောက်ခြေပိုင်းကိုဘာကာဆော့စ်လေးတုပ်ပြီးဆလတ်ရွက်သခွားသည်ခရမ်းကျင်သည်သားပြားနဲ့ကြော်ထားတဲ့ကြက်သွန်နီလေးတွေတင်ပေးပါပြီးရင်ပေါင်မုတ်အပေါ်ပိုင်းရဲ့အတွင်းဘက်ကိုဘာကာဆော့စ်လေးတုပ်ပေးလိုက်ရင်တော့ပူရဲ့ homemade ဘာကာလေးရသွားပါပြီဘာကာကြီးပဲစားရင်အီမာဆိုးလို့သူနဲ့တွဲတောက်ဖို့အတွက် mint lime လေးဖြောပါမယ်တံမြာသီး3လုံးသုံးထားပါတယ်အလေကနေထက်ချမ်းချမ်းပြီးအရေးညစ်ပေးပါပူစီနံတစည်းအရွက်ချွေထားတာနဲ့တံမြာရည်ကိုပေါင်းပြီးကြိတ်ပေးပါနော်ပြီးရင်တော့စကားလေးနဲ့အရေးစစ်ပေးပါဖန်ခွက်ထဲရေခဲတုံးလေးတွေထည့်ပေးပါအရေးစစ်ထားတဲ့ mint lime လေးထည့်ပါမယ် surprise လေးလည်းထည့်ပေးပါအပေါ်ကနေပူစီနံရွက်နဲ့တံမြာစိတ်လေးတွေထည့်ပြီးအလှဆင်လိုက်ရင်တော့တောက်လိုက်တာနဲ့လုံးဝ fresh ဖြစ်သွားစေမဲ့ mint lime ဖြော်ရည်လေးရသွားပါပြီစားကျင်တာလေးတွေအားလုံးလုပ်ပြီးပြီမို့စားလိုက်ပါအောင်မယ်နော်ဘာကအကြီးကြီးကိုကိုက်လိုက်mint lime ဖြော်ရည်လေးတောက်လိုက်နဲ့ပူရဲ့ Sunday မနက်ခင်းလေးကတော့ပြည့်စုံသွားပါပြီပူလိုပဲကောင်းမွန်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေပူတေးတိုးလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင် Cook, eat, smile